ဆောဆူအဲ့ရနိုးသွားတယ်နိုးတာတက်နိုးသွားတာမျိုးတော့မဟုတ်ပါဘူးဟိုသွားရမယ်ဆိုပြီးတော့မှအဲ့ရကဆောနိုးထပြီးတော့မှသွားဒိတ်တွေရက်တွေအကုန်မနေတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့မားတာကလည်းအနာကရီမားတာမဟုတ်ဘူးမားတာကငှက်ကလေးတွေလည်းမားတာမဟုတ်ဘူးမားတာကမိုဟန်ကလာကူမာကြီးပဲမားတာကိုမားတာလေကိုမားဒါကြောင့်မလို့ကိုမာကြီးကလာမှာကိုမာဒါကြောင့်မလို့ကိုမာကြီးကလာမှာဆိုရင်တတိထားရတယ်ကိုမာကြီးကလာရဲ့နာမည်ကသူတို့ကြိုက်တယ်ကိုမာကြီးကလာနာမည်ထဲမှာသူတို့သဘောကျတယ်ဥမာဆိုပါစို့အဲ့ဒီကိုမာကြီးကလာထဲနာမည်ထဲမှာအနာကလီကိုမာအနာကလီကိန်းနရီထဲမှာနာမည်ကြိုက်တယ်ဆိုပေမဲ့ကိန်းနရီရဲ့နာမည်ကိုကလာတွေကပြန်သိရကိန်းနရီလို့သိရင်ကိုမာကြီးလို့သူတို့ကိုသူတို့ဆိုရင်ကောင်းမှနေကိုမားတယ်မားတာသူတို့မားတာလေအမှန်မားတာသူတို့မားတာကိုမားတယ်ကိုမားတာအတိတ်ပဲကိုမားတယ်အဲ့လိုမျိုးပါနော်ဘသူမားတယ်ကိုမားတယ်အဲ့လိုမျိုးပါနော်သူမားကိုမားကြတယ်သူတို့ကလည်းအဲ့ဒီနာမည်တိတ်ပြီးသူတို့မားလို့မားမသိဘူးသူတို့မားလို့အဲ့ကလာတွေကလည်းသူတို့မားလို့မားမသိဘူးသူတို့လိုချင်တဲ့နာမည်ကိုသူတို့တိုက်ဖိုက်နေယူနေရတာကြောင့်အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့လိုချင်တဲ့အရာသူတို့ fight တဲ့အခါကျတော့ဘယ်သူမဆိုပဲကိုလိုချင်တဲ့အရာကိုရယူတယ်ဟိဆိုလို့ရှိရင်မားလို့မားမသိဘူးဆိုတော့သူတို့ကိုယ်တိုင်လည်းသူတို့နာမည်သူတို့ပေးထားတယ်ကုံမာရချနီကုံမာတို့ကုံမာဆိုတော့အဲ့ဒါကုံမာကိုပြောတာလေမျက်မှန်ထဲမှာကြည့်တွေ့တယ်လေအဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့ငစ်နာနေတဲ့တိုင်ပေါ်ကိုတက်ပြီးတော့မွေလောက်တဲ့ကလားတွေကငစ်ကိုတက်စားရတယ်မြန်မာပြည်ဗုဒ္ဓစေတီပထိုးနာမှာပြုလုပ်ထားတဲ့တိုင်ရှိတယ်အဲ့တိုင်ပေါ်မှာငှက်ကလေးနားတယ်အဲ့ဒီတိုင်ပေါ်ကနေပြီးတော့မွေလေးကောင်ကတွဲလက်ပြန်ဆဲလာတယ်ငှက်ကိုတက်စားတယ်ဒီလိုပုံလေးတွေကိုဖော်ပြထားတယ်အဲ့လိုမျိုးပေါ့နော်ဖော်ပြထားလို့ရှိရင်အဲ့ဒါဘာလဲနားမလည်နိုင်ဘူးဆိုရင်အဲ့ဒီတိုင်ကဘာနာတိုင်လို့ခေါ်တာပေါ့နော်ဘာနာငှက်မြတ်နာတိုင်ပေါ့ဘာနာအဲ့ဒီဘာနာတိုင်ပေါ်မှာငှက်ပုံလဲတင်ထားတာရှိတယ်တိုင်ထိုက်မှာစီကူးလေးလိုရက်နေမယ်နားနေမယ်မွေကိုလည်းဘေးမှာအဲ့လိုပုံဖော်ထားပေးတယ်ဆိုလို့ရှိရင်အဲ့ဒီငှက်ကိုမွေတက်စားတယ်ဆိုတော့ဘာနာခနာဘာနာအဲ့လိုမျိုးပေါ့နော်ငှက်ကိုမွေကစားပလိုက်တယ်ဆိုတော့တပ်ပလိုက်တယ်အဲ့လိုမျိုးနော်ဒါကြောင့်မလို့တတ်တဲ့မိုဟန်ကလာတွေမှာတပ်ပုံတတ်နီးမတူဘူးတခြားသောအမျိုးတစ်ခုကိုသူတို့သွေးမျိုးနဲ့ဆက်ပြီးတော့ဆော့ပစ်လိုက်တယ်မွေးလာတဲ့ကလေးကမိုဟန်ကလေးဆိုတော့တာဝန်မယူဘူးဆိုပေမဲ့ဘာပဲဖြစ်ဖြစ်သူတို့အသက်ရှင်နေဘူးလောက်ရှောက်ဖွေစားတော့တာကြောင့်အသက်ရှင်နေတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်မြေကြီးပေါ်မှာ
မိမတယောက်ရဲ့ဘိုက်ထဲမှာခလေးကြီးသွားတယ်ဆိုတာယောက်ျားတယောက်နဲ့ဖြစ်ပြီးတော့မှဘိုက်ကြီးတယ်လေဒီဖအေကတာဝန်ယူမယူဒီခလေးကမဟာခလေးဆိုတာပဲပြောချင်တယ်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါမျိုးတွေအတိတ်ပဲအဲ့ဒါကိုပြုတ်ထားတယ်အဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့အိထောက်ပြုတ်ဖျားတဲ့စိမင်ကြီးစုပ်ထုတ်ဤ၃မျိုးမပိုင်လေမပြုတ်နဲ့ပိုင်မပြုတ်လို့ပြောထားတယ်ကျုပ်တို့တုန်းကလည်းအိထောက်ပြုတ်ဖျားတဲ့စိမင်ကြောင်တော့မထိုးဘူးနှမျိုးမပိုင်ဘူးကျုပ်တို့မှလေကျုပ်တို့ဒါပေမဲ့မိလောင်တော့စိမင်ကြောင်ထိုးသလိုဖြစ်တယ်စာဂျူရီလောက်ထားတော့လေဆိုတော့အဲ့ဒီမိလောင်ပြီးတော့မှစာဂျူရီပြန်လောက်လိုက်စာဂျူရီလောက်ထားတဲ့နေရာလဲဖြစ်လို့မရဘူးအဲ့လိုမျိုးပေါ့နော်အိထောက်ပြတ်သွားပြီးတော့ကျုပ်တို့ယောက်ျားကကျုပ်တို့ယူမိတဲ့ယောက်ျားကမိုဟန်ကလာမျိုးမိုဟန်ကိုကျုပ်ကယူလိုက်တာလေခဏမိုဟန်နဲ့ရတဲ့ခလေးကိုကျုပ်ငငယ်လေးကတည်းကသူနဲ့ကွဲသွားပြီးကျုပ်မှာအေရှားမှာမြေခွက်တွေရှိတယ်ကျုပ်ရဲ့ property တွေပေါ့နော်ကျုပ်မိုဟန်နဲ့ရတဲ့ခလေးကျုပ်ကိုမေးတယ်မမမှာမြေတကွက်ရှိတယ်ဆိုတာရောအဲ့ဒီမြေခွက်ကျုပ်စာရေးတယ်သူနေဘာမှမပေးဘူးမိုဟန်ခလေးကိုကျုပ်ဘာမှမပေးဘူးမိုဟန်နဲ့ရတဲ့ခလေးတယောက်ကျုပ်မှာရှိတယ်ပြီးတော့သူ့မှာခလေးတွေထပ်မွေးနေတယ်အဲ့ဒါတွေအားလုံးမိုဟန်ခလေးဆိုတော့အဲ့ဒီမိုဟန်ကကျုပ်ကိုယူလိုက်တဲ့မိုဟန်ကကျုပ်တော်ဝင်မယူတွေ့လားပြီးတော့ तू ကတခြားမိန်းမနဲ့ထပ်ယူသွားလိုက်တယ်ခလေးမွေးတာမမွေးတာကျုပ်မပြောဘူးဆိုတော့မိုဟန်တယောက်ကကျုပ်ကိုယူလိုက်တယ်ယူပြီးကျုပ်ကိုပြတ်သွားလိုက်တယ်ပြတ်သွားပြီးခလေးနဲ့ကြံရစ်တယ်ပြီးတော့အဲ့ဒီခလေးကကြီးလာတော့တခါနောက်အိတ်ထောက်ထပ်ပြူတယ်ထပ်ပြူတော့မွေးလာတဲ့ခလေးကမိုဟန်ပဲထပ်ဖြစ်တယ်တွေ့လားအဲ့ဒါကိုပြောတာလေသူတို့တာဝန်ယူတာမယူတာအကြောင်းမဟုတ်တယ်မဲ့မျိုးစည်းချလိုက်တယ်ဆိုတာကိုပြောတာပြီးတော့အဲ့ဒီခလေးကမေးတယ်မမမြေခွက်ရှိတယ်ဆိုအဲ့ဒါနိုင်ငံတစ်ခုလည်းဖြစ်နိုင်တယ်သူတို့အမွေတောင်းတယ်အဲ့လိုမျိုးနော်ဆိုတော့ကျုပ်ကလည်းပြောလိုက်တယ်နဲ့ဘာမှမပေးဘူးဘာဖြစ်လဲဆိုတော့ဒီသမိုင်းကတကဘာလုံးမှာကြည်တွေ့နေတာကြောက်ပဲဖြစ်တယ်မော်ဟန်နေမြေလူလို့သူတို့မျိုးစည်းကိုနေရာအနှံ့မှာလိုက်ချထားခဲ့တယ်ဖိုက်တဲ့အခါကျရင်တအားလွယ်တယ်အဲ့လိုမျိုးပါနော်အခုဒီလိုပြဿနာတွေအခုအမေရိကန်နိုင်ငံမှာလည်းအများကြီးပဲအမေရိကန်နိုင်ငံမှာလည်းဖိုက်နေကြတယ်တကဘာလုံးမှာဖိုက်နေကြတယ်ဆိုတော့အိန္ဒိယကလည်းတွေးထိုးလိုက်တယ်ချတာချဆိုပေမဲ့အဲ့ဒီခါဒက်တွေမိုဟန်ခါဒက်တွေအိန္ဒိယကကဲချပြီးတခြားနိုင်ငံမှာဆက်ဖြစ်နေတော့သူတို့လူမျိုးတွေပဲလေနောက်ထပ်နေရတခုထပ်ရလာတာပေါ့အဲ့ဒါသူတို့လူမျိုးတွေအတွက်ဟလာပြီးရသူတို့ကိုးကွယ်နေတဲ့အရာစုံတယ်လိဆာပတ်တွေအားလုံးကလည်းဆော်ဒီအာရေဗျကမကာကဘာဆိုတဲ့အဆောက်အဦထဲမှာသွားကြည့်အဲ့ဒီဟာတွေအကုန်ရှိတယ်လီရောစပတ်ရောဟိန္ဒူတွေမွတ်စလင်တွေကိုးကွယ်နေတဲ့ဟာတွေအားလုံးအဲ့ဒီထဲမှာရှိတယ်လီလည်းရှိတယ်စပတ်လည်းရှိတယ်ကြွက်လည်းရှိတယ်ဝက်လည်းရှိတယ်အကုန်ရှိတယ်ဆော်ဒီအာရေဗျမှာပဲအကုန်ရှိတာလေကျုပ်ကအဲ့ဒါကိုနောက်ပြောနေတာမဟုတ်ဘူးလေကဲ့ရဲ့သမုတ်နေတာမဟုတ်ဘူးသူတို့ဘလူဟန်ဆောင်ပြီးတော့မှဒီကဘာမြေကြီးပေါ်မှာသူတို့ဘလူလောက်ပြီးနေတယ်ဆိုတော့ဒါကြောင့်မလို့ကျုပ်ပြောတာအခုမခန်းစာစပါးဘဟင်းမှာဒီလိုကွာတွေကျန်းကန်ပေးထားတယ်အဲ့ဒီဟာကိုကျုပ်တို့ဗမာလူမျိုးပဲတည်တယ်အဲ့ဒါကိုနေရာတိုင်းမှာလိုက်ထည့်လို့မရဘူးထက်ရဖြက်စီးပြက်လိုက်လိမ့်မယ်ကျုပ်တို့ကလည်းဖြက်စီးပြက်လိုက်မယ်အေးအဲ့ဒါဗုဒ္ဓလက်ရပဲလေဗမာလက်ရလေအဲ့ဒါဘာဖြစ်လို့နင်တို့အဲ့လိုမျိုးလုပ်တာလဲမထဲနဲ့ကိုရီဒီဟာကိုရီရဲ့အမှုပညာတွေကိုရီရဲ့တက်တာကိုးကွယ်တဲ့ရုပ်ကြည့်တဲ့စိတ်ချတဲ့ဆိုတဲ့အမှုပညာလက်ရအောင်တခြားလူတွေပေးမသုံးလို့ဘာကြောင့်လဲဆိုရင်သူတို့လက်ထဲမှာကိုရီရဲ့အမှုပညာကနာမည်ပြတ်သွားတယ်အလွဲသုံးစားဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်သူတို့ရည်ရွယ်တာက prostitution ကိုရည်ရွယ်တယ်ဒိုင်းမွန်လုပ်တယ်မကောင်းဆိုးဝါးလုပ်တယ် evil လုပ်တယ်အဲ့လိုမျိုးပေါ့နော်ဒိုင်းမလောက်တယ်မကောင်းဆိုးဝါးလောက်တယ် evil လောက်ပြီးတော့မှအဲ့ဒီသူတို့ evil လောက်တဲ့သူ
သူတို့ရဲ့အောက်လန်းကကိုတွေအမြတ်တနုထားတဲ့လက်ရာအမှုပညာလက်ရာတွေထဲမှာသူတို့လောက်တာလေဒါကြောင့်မလို့ကြောက်ပြောအင်ဒိုနီးရှားမှာလည်းဗုဒ္ဓစေတီကိုယူသွားပြီးတော့မှကိုးကွယ်ကြတယ်အဲ့ဒီဟာတွေသွားကိုးကွယ်တော့ဘာဖြစ်လဲအင်ဒိုနီးရှားခိုက်တာပေါ့ခိုက်တယ်လေအဲ့ဒီဟာတွေအဲ့ဒါတွေပြီးတော့ပိုင်ရှင်ဖြစ်တဲ့အမှုပညာလက်ရာမိဘဘိုးဘွားလက်ထက်ကလေးကပိုင်ဆိုင်ခဲ့တဲ့ပိုင်ရှင်တွေကြတော့လည်းစိတ်မကောင်းဘူးအဲ့လိုမျိုးဟေးအဲ့ဒါငါတို့ရှစ်ပဝတီနီကလေးကကိုရီရဲ့အမြတ်တနုထားတဲ့အထောက်အထိတ်အမြတ်တနုထားတဲ့လက်ရာသူတို့တွေဒီလိုမျိုးပြုလုပ်နေတယ်ဟေ့ဆိုရင်ကိုရီလည်းသဘောမကျဘူးမကြိုက်ဘူးပြီးတော့တိတ်ကြည်ခွဲတယ်တိတ်ဝင်းနေတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ငါတို့အသက်ရှည်ဖို့လောက်စီးပွားရှာစားနေတာပါဒီဟာလေးနဲ့ဒီဟာလေးတွေနဲ့လှုပ်ရှားမလှုပ်ရှားနဲ့ငတ်ပြီးတည်သွားလိုက်ပလို့စေသူတပားရဲ့အဲ့လိုမျိုးပေါ့လက်ရာကိုယူပြီးတော့မှအောက်လန်းအဖြစ်ပြန်ပြီးတော့မှပြန်လှုပ်ရှားတာမျိုးကြတော့လေအဲ့ဒါမျိုးကကာယကံပိုင်ရှင်နေဆိုရင်တိတ်စိတ်မကောင်းဖြစ်တယ်ပြီးတော့တကယ်ခိုက်တာလေအဲ့ဒီဟာတွေကတကယ်လူမျိုးတစ်မျိုးလက်ရတစ်ခုကသာလေအုပ်စုတစုကသာလေထိမ့်သိမ်းတာလေအဲ့ဒါကိုလေနော်ထိမ့်သိမ်းတဲ့အမြတ်တနုထားရင်ထာဝရတည်တက်ပြီးတော့အဲ့ဒါလေးအမြဲတမ်းတည်တက်နေတယ်တချို့ကမထိမ့်သိမ်းဘူးဒါကို sex အပျော်ပါဖြစ်ပြီးတော့နာမည်ဖြစ်ပလိုက်တယ်ကဲ့ရတယ်ဆုတ်ချတယ်ဘုမအဖြစ်မခါတာစဘာပဲဟင်းမှာအဲ့ဒါလေးမျိုးလောက်ထားရင်လူတွေကအဲ့ထက်မှ sex နဲ့လောက်ကြမယ်တခြားနည်းနဲ့ fight ကြမယ်ဟေ့ဆိုရင် fight လိုက်မယ်ဒါပေမဲ့မခါတာရဲ့စဘာပဲဟေ့ထဲမှာထက်ပြီးပြုတ်လုံနေတာကြောင့်မခါတာတို့ဟာအညွတ်တုံသွားလိမ့်မယ်ဆိုတာပဲဖြစ်တယ်တွေ့လားမခါတာတို့အောက်လန်းနဲ့လောက်တတ်လိုက်တယ်ဆိုတာမျိုးပေါ့ဒီလူဟေ့ဒီဟာဒါကြားပါဇက်ကွာဟိုမှာဟေးအဲ့ဒါကြားပါဇက်ဒီဒိုင်းမော်တစ်စိမ့်နဲ့ကြားကန်ထားတယ်ဆိုတော့ဒီလက်ရာကဟိတ်ကောင်ဒီပိတ်တကပညာလက်ရာကအဲ့ဒါကြားပါဇက်ဆိုတာသိတယ်ဟုတ်ကြားဆိုတာစားတာလူကိုတတ်တယ်တတ်ပုတ်တတ်နီးတွေအဲ့ဒါတွေတီးလို့ရှိရင်အောက်လန်းတွေနဲ့လှုပ်လို့ရတယ်ကြားပါဇက်ဆိုတဲ့ဟာကအခုတော်တော်များများတချို့တော့အဆောက်အုံတွေမှာအဲ့ဒါတွေပြုတ်လောက်တယ်ပြီးတော့ကျုပ်တို့မြန်မာပြည်မှာအိမ်တိုင်းအဆောက်အုံကြားပါဇက်အိတ်ခေါင်လို့ပြုတ်လောက်ကြတယ်ကြားပါဇက်အဲ့ဒါကိုကြားပါဇက်လို့ခေါ်တယ်အမေရိကမှာဒီဟာတွေတချို့နေရာမှာလိုဝက်ထားတယ်လိုဝက်ထားပြီးတော့မှအဲ့ဒါတွေကိုတချို့ဖြစ်ပလိုက်တယ်တချို့မဖြစ်ပြဘူးဒီတိုင်းထားတယ်ဒါပေမဲ့တက်ကောင်းလေကျွန်တော်မဆိုးပါဆိုတာမျိုးပဲတက်မကောင်းဘူးဟိဆိုလို့ရှိရင်အဲ့ဒီလိုဟာနဲ့စောက်ထားတဲ့အဆောက်အုံတွေလူတွေအဲ့ဒီနေရာမှာအကြီးကျယ်ထိခိုက်တတ်တယ်အဲ့လိုမျိုးပဲเนาะအဲ့ဒါကြားပါဇက်လို့ခေါ်တာပေါ့ပုံနေတယ်အဲ့ဒါကြောင့်မလို့ကြားပါဇက်သတိထားရတယ်အဲ့ဒီကြားပါဇက်ဆိုတာအထူးသဖြင့်အခု America United States မှာအခု America United States မှာအဲ့ဒါတွေAmerica United States မှာအဲ့ဒါတွေကို web မှာတုံးနေတယ်အထူးသဖြင့် Google web computer system မှာပေါ့နော် computer system မှာ Google မှာတုံးတယ် WEB web ဆိုတဲ့ဟာကိုအဲ့ဒါကိုကြားပါဇက်လို့ခေါ်တယ်ဒါဘိန်းမျိုးတစ်မျိုးပဲသိတယ်ဗမာလူမျိုးပဲသိတယ်အခြားလူမျိုးတွေမသိဘူးဘာဖြစ်လဲဆိုကြားပါဇက်ဆိုတာအဲ့ဒီ web ကအခု CD ကျုပ်တို့မြန်မာပြည်မှာရှိနေတဲ့ CD ပေါ့နော်အဲ့လိုမျိုးပေါ့